မိုးကောင်းကင်ဘော်ကနေကိုရလာကြီးတကောင်အောက်ကိုကျလာပြီးမင်းကလေးကိုထိတ်လန့်အောင်လှုပ်သွားခဲ့လို့သူမကဝူကုန်းကြီးလက်ခုပ်ထဲကိုခုံဝင်လိုက်တယ်ဝူကုန်းကသူမကိုမကြောက်ဖို့ပြောပြီးအဲ့ဒီကိုရလာကြီးကသူ့အိမ်မွေးတိရစ္ဆာန်ပဲလို့ပြောခဲ့တယ်ဒါတင်မကနောက်ကိုလှည့်ပြီးတော့တော်တော်ချစ်ဖို့ကောင်းတာပဲလို့ပြောလိုက်သေးတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲကိုရလာကြီးကဝူကုန်းကိုလက်တစ်ချက်ထိုးပြီးအဝေးကိုပစ်လွတ်လိုက်တယ်ကိုရလာကြီးကထပ်မံတိုက်ခိုက်ဖို့ကြိုးစားချိန်မှာမင်းကလေးကငှက်ပြောသီးတစ်လုံးထုတ်ယူလိုက်ပြီးအဲ့ဒီကိုရလာကြီးကိုချက်ချင်းရင်ကျေးအောင်လုပ်နိုင်ခဲ့တယ်အဲ့ဒီမင်းကလေးရဲ့နာမည်ကအန်နီဖြစ်တယ်မကြသေးခင်ကပဲသူမရဲ့မိဘတွေကိုငကားမျိုးဆက်ကတက်ဖြတ်ခဲ့လို့တရားမျှတမှုကိုရှာဖွေဖို့အန်နီဟာလက်ချောင်းကားချောင်းတောင် five finger mountain ကိုတယောက်ထည့်လာခဲ့တာပါသူမကမဟာတကြံမြောက်ဘရင်ကြီးကိုရှာတွေ့ပြီးကူညီပေးဖို့မျှော်လင့်ခဲ့တယ်သူမရဲ့ဆန္ဒကဝူခုံးကိုခေါ်ပြီးကောင်းကင်ဘုံကိုသွားကအမှုတင်ချင်တာပါဒါပေမဲ့တောင်ကြီးကိုရောက်တာနဲ့မိစ္ဆာတေးသေးလေးအချို့ကသူမကိုလိုက်ခန်းခဲ့ကြတယ်ထိတ်လန့်နေစဉ်အတွင်းအန်နီကမတော်တဆလက်ဖွားကိုဖျက်မိပြီးသွေးတွေဟာရွှေရောင်လိုတက်ပန်းပေါ်ကိုကျသွားတယ်နောက်တစ်စက္ကန့်မှာပဲမြေကြီးကကွဲထွက်လာပြီးအန်နီနဲ့မိစ္ဆာတွေအတူတူနှဆိုင်တဲ့အပေါက်ထဲကိုကျသွားကြတယ်မိစ္ဆာတွေကအန်နီတတိလစ်နေတာကိုမြင်ပြီးသူမကိုစားဖို့ကြံစီကြတယ်ဒါပေမဲ့အမောင်ထဲကနေအတန်တစ်ခုထွက်လာခဲ့တယ်မိစ္ဆာမိမတယောက်ရှေ့တိုးပြီးစစ်ဆေးလိုက်ရကတစိတ်ကိုထိမိသွားပြီးချက်ချင်းမိလောင်ပြဖြစ်သွားခဲ့တယ်အဲ့ဒီအချိန်မှာပဲအမောင်ထဲကနေလူတယောက်ရှောက်ထွက်လာခဲ့တယ်သူကမဟာတကြံဆုံးဝူခုံးဖြစ်တယ်ဝူခုံးကိုမြင်လိုက်တာနဲ့မိစ္ဆာတေးသေးလေးတွေကဒူးထောက်ပြီးအသက်ချမ်းသာခွင့်တောင်းကြတယ်ဒါပေမဲ့ခဏအကြာမှာဝူခုံးကိုချီနှောင်ထားတာကိုတွေ့လိုက်ရပြီးအန်နီမရှိဘူးလို့ထင်ကတတိတက်လာကြပြီးသူ့ကိုမယုံမသေးလောင်ပြောင်စတင်ကြတယ်အဲ့ဒီအချိန်မှာပဲအန်နီကသတိပြန်ရလာတယ်မိစ္ဆာနှစ်ကောင်ကသူမကိုစားဖို့အပြေးလာကြတယ်အန်နီကကြောက်လန့်ပြီးလဲကျသွားခဲ့ပြီးဒဏ်ရာရထားတဲ့လက်နဲ့မြေပြင်ပေါ်ကတစိတ်ကိုမတော်တဆထိမိသွားတယ်ချက်ချင်းပဲရွှေရောင်လင်းတဲ့တစ်ခုဝူခုံးစီကိုထိုးသွားပြီးချီနှောင်ထားတဲ့တန်ကြိုးတွေပျက်စီးကွဲထွက်သွားခဲ့တယ်ဝူခုံးကပျက်စီးသွားတဲ့တန်ကြိုးကိုလှမ်းဝေးလိုက်ပြီးမိစ္ဆာနှစ်ကောင်ကိုအဝေးကိုပစ်လွတ်လိုက်တယ်အဲ့ဒီခိုက်တက်မှာပဲဂူအတွင်းကပြိုကျလာတယ်ဝူခုံးကချက်ချင်းတုတ်ပြန်ပြီးအန်နီကိုဖမ်းဆွဲကထွက်ပြေးလွတ်မြောက်သွားခဲ့တယ်အပြင်ကိုရောက်ပြီးနောက်ဝူခုံးကအန်နီနဲ့လမ်းခွဲဖို့ကြိုးစားခဲ့ပေမဲ့အန်နီကမလက်လွတ်ချင်ဘူးသူမကဝူခုံးကိုကက်လျက်ထားပြီးကောင်းကင်ဘုံကိုခေါ်သွားပေးဖို့တောင်းဆိုခဲ့တယ်ဒါပေမဲ့ဝူခုံးရဲ့အင်အားတွေကတစိမ့်ခတ်ထားခံရပြီးကောင်းကင်ဘုံကိုသွားနိုင်တဲ့နည်းလမ်းမရှိခဲ့ဘူးနောက်ဆုံးမှာတော့အခြေအနေမရှိတဲ့အတွက်ဝူခုံးကအန်နီကိုယာယီဖြစ်ကိုဘေးမှာပဲထားဖို့ဆုံးဖြတ်လိုက်တယ်